မင်္ဂလာပါသားတို့သမီးတို့အားလုံးကျမ်းမာကြလားကျွန်တော်တို့ဒီလိုမျိုးမြန်မာစကားပြောတဲ့ဗီဒီယိုလေးတွေကျွန်တော်တို့ free ထုတ်လို့ရတယ်ပေါ့နော်အကောင့်လေး Gemini အကောင့်လေးဘယ်လိုဖွင့်ရမလဲဆိုတာကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပါမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီလို AI ဗီဒီယိုတွေကျွန်တော်တို့ပေါ့နော်အခမဲ့ထုတ်ခြင်းနဲ့အခမဲ့ထုတ်ခြင်းတဲ့အခါဗီဒီယိုတွေအခမဲ့ထုတ်ဖို့အတွက်ဘယ်လို free အကောင့်ယူရမလဲပေါ့နော်အဲ့လေးကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့browser အသစ်တစ်ခုဖွင့်လိုက်မယ် browser အသစ်တစ်ခုဖွင့်ပြီးတော့အဲ့မှာကျွန်တော်တို့ကဘာရိုက်ရှာရမလဲဆိုရင် Gemini Enterprise လို့ရိုက်ရှာပါပြီး Enter ခောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာGemini Enterprise Best for Google AI for Business ဆိုတာလေးကိုတစ်ချက်နှိပ်ပါပြီးရင်သူကဒီမှာ Start 30 day trial လို့ပြောရပေါ့နော်ကျွန်တော်တို့ရက်30 free သုံးလို့ရမယ် free သုံးလို့ရမယ်ဆိုတော့ကျွန်တော်တစ်ကောင်ကုန်သွားတိုင်းရက်30ကုန်သွားတိုင်းနောက်ထပ်ရက်30ကျွန်တော်နောက်တစ်ကောင်ထပ်သုံးလို့ရတယ်နီးပေါ့နော်ကျွန်တော်အဲဆိုရင်ကျွန်တော်ဒီမှာ Start 30 day trial ကိုဝင်လိုက်မယ်ပြီးရင်သူကဒီမှာ email ဖြည့်ခိုင်းမယ်ဒါကိုကျွန်တော်တို့ရဲ့ Gmail နဲ့မထည့်ဘူးပေါ့နော်ကျွန်တော်တို့ Gmail နဲ့ထည့်လိုက်လို့ရှိရင်တခါပဲသုံးလို့ရမှာဆိုတော့ကျွန်တော်ကတက်မီးတွေသုံးမယ်တက်မီးတွေသုံးဖို့အတွက်ကျွန်တော်တက်မီးရိုက်ရှာလိုက်မယ်တက်မီးဆိုပြီးရိုက်ရှာရင်ကျွန်တော်ဒီမှာအရင်ဆုံးကျွန်တော်တော့ဒီကနေယူတယ်ပေါ့နော်ကျွန်တော်တက်မီး website တွေကတော့အများကြီးရှိရပေါ့နော်ကျွန်တော်စိတ်ကြိုက်တက်မီး website တစ်ခုခုကနေယူလို့ရပါတယ်ကျွန်တော်ဒီမှာမေးလေးတစ်ခုပေါ်လာပြီကျွန်တော်ဒါလေးကို copy ယူလိုက်မယ်ယူပြီးတော့ဒီမှာသူ web mail ထည့်ခိုင်းတဲ့နေရာမှာထည့်ပေးလိုက်မယ်ထည့်ပေးပြီးတော့ခဏစောင့်မယ်စောင့်ရင်သူကဒီမှာ verify လုပ်ခိုင်းလိုက်မယ်ပေါ့နော် verify ကိုသူကဒီမှာ 6 character တဲ့6လုံးဒီ mail ကိုပို့ပေးမယ်တဲ့ဆိုတော့ကျွန်တော်ကတက် mail တွေကိုပြန်သွားမယ်သွားပြီးတော့ကျွန်တော်ဒီမှာပေါ်ဆွဲတင်လိုက်မယ်ဆိုရင်ဒီရောက်မှာဒီမှာ Gemini Enterprise က verification code ပို့ထားတယ်ဆိုတာကိုပြထားပါတယ်အဲ့ဒါကိုကျွန်တော်သွားလိုက်မယ်သွားလိုက်ရင်သူကဒီမှာပို့ထားပါတယ်အဲ့6လုံး copy ယူပြီးတော့ကျွန်တော်ကဒီမှာထည့်ပေးလိုက်မယ်ပြီးရင် verify လုပ်လိုက်ရင်ပြီးရင်ခဏဆောင်ပေးရမယ်ဒီနည်းကကျွန်တော်လည်းရှာဖွေတွေ့ရှိထားတာပေါ့နော်ဒီနည်းနဲ့ဆိုရင်ကျွန်တော်တို့ video file တွေအလကားထုတ်လို့ရပါတယ်အဲကြောင့်ဒီမှာနာမည်တစ်ခုပေးခိုင်းတယ်ကျွန်တော်ဒီမှာနာမည်လေးတစ်ခုပေးလိုက်မယ်ပေးပြီးလိုက်မယ်ကျွန်တော်ဒီမှာအမှန်ချင်းနှိပ်မယ်ပြီးရင် agree cast ကိုနှိပ်လိုက်မယ်ပြီးရင်နည်းနည်းတော့စောင့်ပေးရမယ်နော်စိုင်းရင်ဒါဆိုရင်တော့ဒီကောင်းလေးပွင့်သွားတယ်ကျွန်တော်တို့ဗီဒီယိုလေးစမ်းထုတ်ပြပါမယ်ဒီမှာ contact my data နဲ့ I will do this later နဲ့ကျွန်တော် I will do this later ပဲနှိပ်လိုက်တယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာကြည့်လိုက်ပါ29ရက် left before you are trying at ရက်30 free ရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်စိတ်ကြိုက်ဗီဒီယိုတွေထုတ်ကြည့်ပါမယ်ကျွန်တော်ဗီဒီယိုထုတ်မှာဆိုတော့အောက်ဆုံးမှာကျွန်တော်ကဒီမှာ create video with video ဆိုတာလေးကိုရွေးပါမယ်ဘယ်လိုပုံထုတ်ချင်လဲဆိုရင်တော့ generate image ကိုရွေးပါတော့ကျွန်တော်ဒီမှာဗီဒီယိုထုတ်တာကိုပြပေးမှာမို့လို့ရွေးလိုက်တာပါဒါဆိုရင်ကျွန်တော်ဗီဒီယိုတစ်ပုတ်စမ်းထုတ်ကြည့်မယ်နော်ပြီးရင်ကျွန်တော် submit ကိုနှိပ်လိုက်မယ်ပြီးရင်သူကဗီဒီယိုဆိုတော့ကျွန်တော်ခဏတော့စောင့်ပေးရမယ်ပေါ့နော်တကယ်ဒါကတော့ကျွန်တော်တို့ဗီဒီယိုထုတ်တယ်နည်းပေါ့နော်ပုံထုတ်ခြင်းတယ်ဆိုလည်းကျွန်တော်တို့ဒီမှာ create image ကိုရွေးပြီးတော့ကျွန်တော်ပုံထုတ်လို့ရတယ်ပုံသူကဒီမှာနာနို banana နဲ့တောင်ထုတ်လို့ရတယ်နဲ့တူတယ်ဒါဆိုတော့ကျွန်တော်တို့ premium account တွေဝယ်မသုံးချင်ဘူးကျွန်တော်တို့ဗီဒီယိုတွေ free လာထုတ်ခြင်းတယ်ဆိုလို့ရှိရင်ဒီလိုမျိုးအကောင့်လေးဖွင့်ပြီးထုတ်လို့ရပါတယ်
ဒါဆိုရင်တော့ကျွန်တော်ဒီမှာဗီဒီယိုလေးထွက်လာပြီဖြစ်ပါတယ် မင်္ဂလာပါ ဒါဆိုရင်တော့သူကမင်္ဂလာပါဆိုပြီးပြောထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့ဆိုရင်ဒီလိုကျွန်တော်မြန်မာစကားပြောနေတဲ့ဗီဒီယိုလေးတွေfree ထုတ်လို့ရတဲ့အကောင့်လေးဖွင့်ထွက်သွားမယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီလိုမျိုး AI နဲ့ပတ်သက်တဲ့နည်းပညာလေးတွေပြီးရင်ဒီလိုမျိုး free ရတဲ့ဟာလေးတွေသိကျင်တယ်ဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးထပ်တင်ပေးပါအောင်မယ်ပြီးတော့တကယ်လို့ပေါ့နော်ကျွန်တော်ကို AI နဲ့ပတ်သက်ပြီးတော့သိကျင်တာလေးရှင်းရင်လည်းလာမေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာ